မင်္ဂလာပါ IDP ချင်းကနေပြန်လဲကြိုဆိုပါရစေခုဆက်လက်ပြီး share လုပ်ပြီးတဲ့အကြောင်းအရာတော့ဒီမှာတိုက်တဲ့အတိုင်းပါပဲ method as pro ဆိုတဲ့အတိုင်းအကြောင်းလေးဖြစ်ပါတယ်ဆိုလိုတဲ့အဓိပ္ပာယ်ကတော့ကျွန်တော်တို့အရင်တော့ဆိုလို့ချင်း props တွေကိုဆိုကြပါစို့ဒီဘက်ကိုပြန်သွားကြည့်မယ်ဆိုလို့ချင်း props တွေကို state ထဲမှာရှိတဲ့ property တွေကိုဒီ children component တွေကိုကျွန်တော်တို့ဒီ cast to cast list ကိုပို့တယ်ပေါ့နော်သူတို့ဘာအနေနဲ့ပို့လိုက်လဲဆိုလို့ချင်း props အနေနဲ့ကျွန်တော်တို့အနေနဲ့ဒီပို့လိုက်တယ်ပေါ့ခုနေထားဘာလုပ်မှလဲဆိုလို့ချင်းကျွန်တော်တို့ကဒီ method တစ်ခုရေးမယ်ဒီဥပမာ component တွေထပ်ခွဲလိုက်မယ်အဲ့ component တွေမှာဒီ parents component တွေမှာရှိနေတဲ့ method ကို shine components ကနေဘယ်လိုယူသုံးလို့ရလဲဆိုတော့အရာအားလေးကိုမျှဝေမှာဖြစ်ပါအဲ့တော့ဒီဟာလေးကအရင်ကြီးကြည့်ပါကျွန်တော် project တွေရေးတဲ့ခါမှာနောက် component တွေအများကြီးခွဲတဲ့ခါမှာ component တစ်ခုကလည်းအခြား component တစ်ခုရဲ့ method ကိုလှမ်းသုံးတဲ့အခါမှာဒါမျိုးတွေခေါ်သုံးရပါတယ်အဲ့မျိုးလေးကိုသိဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ methods ကို process တစ်ခုအနေနဲ့ component တစ်ခုတခြားတစ်ခုဘယ်လိုတည်လဲဆိုတာကိုသိထားဖို့လိုအပ်ပါတယ်ဒါဆိုလို့ရှိရင်ကြည့်ကြည့်အောင်အဲ့မပြောခင်မှာကျွန်တော်ねပထမဆုံး event handler ပေါ့နော်အဲ့ဟာလေးအကြောင်းလေးကျွန်တော်ရင်ပြောချင်ပါတယ်ဘာလို့လဲဆိုလို့ရှိရင်ဒါလေး error တက်လို့ပေါ့နော်တချို့ကြောင့် error လေးမှာ error တက်ပြီးဘာကြောင့်တက်နေမှမသိဘူးဖြစ်တယ်လို့အဲ့လိုဆိုရင်ကျွန်တော်တို့အရင်ရေးခဲ့တဲ့ event bindings ကိုတွားကြည့်အောင်ဒီမှာဆိုလို့ရှိရင်ကျွန်တော် arrow function နဲ့ arrow function ပဲဖြစ်ဖြစ် viewer function ပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ဒီဟာလေးကိုရေးခဲ့တယ်ရေးခဲ့ပြီးတော့သူ့ကိုကျွန်တော်တို့ဒီကနေပြီးတော့ on click ကနေပြီးတော့ဒီ this.handle click ဆိုပြီးတော့ကျွန်တော်တို့ကခေါ်ပေးတာဖြစ်ပါတယ်ဒီဟာကကျွန်တော်တို့ကဘာလဲဆိုရင် function ကို pass လုပ်တာဖြစ်ပါတယ်အဲ့တော့ function ကို pass လုပ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ this.handle click လေးပဲလိုပါတယ်ပြီးသူ့ကို this.handle click နောက်ကဒီအဖွင့်ပေးသွားထည့်လို့မရပါဘူးထည့်လိုက်လို့ရှင်ဘာဖြစ်တယ်လဲဆိုလို့ချင်းသူကဒီကကျွန်တော်တို့ဒီ on click မလုပ်ခင်သူ့ဘာသာသူကဒီ function ကို execute ပေါ့နော်သူတွားလုပ်တယ်ပေါ့နော် function call ဟိုရင်တွားပြီးအလုပ်လုပ်လိုက်တယ်အဲ့ကြိုင်ဘာဖြစ်သွားလဲဆိုလို့ချင်းသူကဒီကောင်ကချက်ချင်းတက်လာတဲ့အချိန်မှာသူကသွားပြီးတော့ဒီကောင် import လုပ်လိုက်တယ်ကျွန်တော်တို့ရဲ့ဒီ on click ကိုမဆောင်ဘဲနဲ့ဒါဆိုလို့ချင်းသူက set state ဖြစ်တယ် set state ဖြစ်တဲ့အခါမှာ set state ကဒီချိန်ဖြစ်တိုင်းသူက random method ကတခါပြန် run ပြန်ရောအဲ့ကြလို့ချင်းသူက run ပြီဆိုလို့ချင်းဒီကောင်ကြီးကထပ်ပြီးတော့သူကဒီ function code ကိုပြန်ခေါ်ပြန်ရောအဲ့တော့ခါကျပြီးရင် function call ကနေဒီကိုခေါ်တော့ခါကျ set state ပြန်ဖြစ်ပြီး set state ဖြစ်တဲ့အတွက် random ပြန်ဖြစ်ဆိုသူကဘာဖြစ်သွားလဲဆိုတော့ဒီက loop ပတ်သွားတာပါအဲ့လို infinite loop ပုံစံမျိုးဖြစ်သွားလို့ချင်းသူကဘာဖြစ်တယ်လဲဆိုလို့ချင်းသူက react မှာဆိုလို့ချင်းသူ update လုပ်ရမယ့်ဟာကိုတတ်မှတ်ထားတဲ့ဒီ update လုပ်တဲ့ဟာမှာတတ်မှတ်ထားတဲ့ဟိုအရေးသွဲရှိရပေါ့နော်အဲ့အရေးသွဲရောက်သွားလို့ချင်းသူကဘာဖြစ်သွားလဲဆိုရင် error တက်သွားတယ် app က crash ဖြစ်သွားတယ်ပေါ့နော်အဲ့ရှင်တွေကိုဒီပို့ဆိုကျွန်တော်ဒါလေးကိုကျွန်တော် save လုပ်လိုက်မယ်ပြီးရင်ကျွန်တော် app ကိုပြန်သွားကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ဒါမျိုး error ကိုမြင်ရမှာဖြစ်ပါတယ်ဒါကဘာကြောင့်ဖြစ်တာလဲဆိုလို့ချင်းကျွန်တော်တို့ဒီမှာသူ့မှာလည်းဒီမှာဟိုပြောထားပြီးတော့ this can happen when a component repeatedly calls set state inside component will update or component ဒီမှာပေါ့ဒါတော့ like second မှာလာမှာပေါ့နော် real limit the number of nested update ပေါ့နော်ဒီ real မှာသူ့ nested update တွေ limitation ရှိပါတယ်ဒါ to prevent the infinite loop ဆိုတာဒီ infinite loop ကိုဒီ prevent လုပ်ဖို့အတွက်သူ့မှာဒါသတ်မှတ်ထားတဲ့ limit ပေါ့ဆိုလိုချင်တဲ့ limit ပဲကျွန်တော်တို့ update လုပ်ရမယ့်ဟာသူ့ရဲ့အတိုင်းအတာတွေတစ်ခုနဲ့ရှိကျွန်တော်တို့အခုလိုမျိုး infinite loop ဖြစ်သွားရဲဆိုလို့ရှိရင်တော့သူကဒီလိုမျိုး app က correct ဖြစ်တော့မှာဖြစ်ပါတယ်။ဘာကြောင့် correct ဖြစ်တာလဲဆိုရင်အစိုးရကျွန်တော်ပြောခဲ့လို့ပဲကျွန်တော်တို့ကဒီ render စပြီးတော့ component က dict mount ဖြစ်တဲ့ရေးမှာပေါ့နော်။ mount ဖြစ်တဲ့အချိန်မှာသူကဘာလုပ်လိုက်လဲဆိုလို့ချင်းဒီ function ကိုသွားခေါ်လိုက်တာဖြစ်ပါတယ်။ခေါ်လိုက်တဲ့အခါမှာသူက sorry ပြောချင်တဲ့အိဗယ်ဘာလဲဆိုလို့ချင်းသူကျွန်တော်တို့ရဲ့ click ကိုမစောင့်တော့မယ်သူ့ဘာသာသူ function ကိုခေါ် set state ဖြစ် function ကို set state ဖြစ်ဆိုပြီးသူလေပတ်သွားတာဖြစ်ပါတယ်အဲ့လိုမျိုးမဖြစ်ဖို့အတွက်ဆိုလို့ချင်းကျွန်တော်တို့ဘာလုပ်ပြရလဲဆိုရင်ဒါလေးကိုကျွန်တော်တို့ပြန်ဖြုတ်ပြီး function လေးပဲ pass လုပ်ရတာဖြစ်ပါတယ် function calls ကို pass လုပ်တာမဟုတ်ပါဒါတော့ဒီကျွန်တော်တို့ events handling တွေတည်ဖို့ပါပေါ့နော်အဲ့တော့ဒီမှာပြန်သွားကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့လိုချင်တဲ့အားလေးပြန်ရပါတယ်ဒါလေးကိုဆိုရင်ကျွန်တော်ပြန်လိုက်ရင်ကျွန်တော်အစောအတိုင်းလိုချင်တဲ့ message လေးရပါတယ်ဒါတော့အစောပိုင်း events ပိုင်းလေးမှာကျွန်တော်တို့ရေးတဲ့ခါမှာ error တက်တယ်ပေါ့နော်အဲ့ဒါလေးတတိထားဖို့လိုတယ်ပေါ့ကျွန်တော်တို့ဒီမှာ pass လုပ်တာကဒီ function call မပေါ့ပေါ့ function ကို pass လုပ်တာပေါ့ဟုတ်ပြီအဲ့ဆိုလို့ချင်းကျွန်တော်တို့ main objective ဖြစ်တဲ့ view ဆက်သွားမလဲဆိုလို့ချင်း method as pro ဆိုကျွန်တော်ဆက်သွားမယ်ဒါဆိုလို့ချင်းကျွန်တော်တို့မှာက component ကိုနှစ်ခုခွဲမယ်ပေါ့နော်နှစ်ခုခွဲတဲ့အခါမှာဘယ်လိုခွဲမလဲဆိုလို့ချင်းဒီဒီ parents component တစ်ခု child component တစ်ခုပေါ့အဲ့တော့ parents component ကိုကျွန်တော်အနေနဲ့class component အနေနဲ့ create လုပ်မယ် child component ကို viewer function အနေနဲ့ create လုပ်မယ်ပေါ့ဒါဆိုလို့ချင်း class နဲ့ဒီ function ကြားက data အပို့ယူကိုလည်းရင်းနှီးတော့အောင်ပေါ့နော်အဲ့တော့ကဆက်သွားမယ်ဆိုရင်ထုံးစံတိုင်းကျွန်တော်ဘာလုပ်မလဲဆိုလို့ရှိရင်ဒီကောင်က methods add process ဒါဆိုစမ်းထားတဲ့ဟာပေါ့နော် sorry okay အဲ့တော့ခါကျကျွန်တော်ပြောခဲ့လို့ပဲဆက်ပြီးသွားမယ်ဆိုလို့ရှိရင်ဘာလုပ်မလဲဆိုရင်ကျွန်တော်ထုံးစံတိုင်းကျွန်တော် component ဆောက်မယ်ပေါ့နော် components ကတော့စိတ်ကြိုက်ကိုယ့်ဘာသာကိုဆောက်လို့ရတယ်ပေါ့နော်ကြိုက်တဲ့နာမည်ပေးလို့ရတယ်ဆိုကြပါကျွန်တော်တို့ကဒီmethod ကိုကျွန်တော်တို့က property တစ်ခုအနေနဲ့
tema ဖြစ်တဲ့ကျွန်တော်ရဲ့ဒီကောင်ကို method လို့ကျွန်တော်တို့ပေးထားမယ်ပေါ့နော် method method လို့ပေးမယ် method prop ပေါ့နော် PLPS method prop ဘာလို့လဲဆို method ကို proper prop တစ်ခုနေကျွန်တော်တည်မယ်လို့ပြောတာပေါ့နော်အဲ့ဆိုလို့ရှိရင်ဆက်ပြီးကြည့်အောင်ကျွန်တော်လည်းလောလောဆယ်အခု class နှစ်ခု create လုပ်မယ်လို့ sorry component နှစ်ခု create လုပ်မယ်လို့ပြောတယ်တစ်ခုကတော့ class component ဖြစ်တယ်တခြားတစ်ခုကတော့ functional component ဖြစ်တယ်အဲကြောင့်ကျွန်တော်ဒီမှာဘာလုပ်မလဲဆိုလို့ရှိရင်ဒီထဲမှာဆိုလို့ရှိရင် parents.components.gsh ပေါ့နော်အခုလုပ်မယ်နောက်တစ်ခုကကြပါလဲဆိုရင် shine ပေါ့နော်ဒီ shine.component.gsh okay ဒါဆိုလို့ရှိရင် component တစ်ခုရပြီအဲ့တော့ parents component အစောပြောခဲ့လို့ပဲဒီ class နဲ့လုပ်မယ်ဆိုတော့ထုံးစံနဲ့ကျွန်တော်တို့ import လုပ်နေကြလုပ်မယ် various class component ဖြစ်တဲ့အတွက်ကျွန်တော်ဗာလဲထပ်ထည့်ခဲ့မလဲဆိုရင်တခါတည်းဒီဟောပါတော့ဒီ components နေနဲ့လည်းတခါထပ်ထည့်ခဲ့မယ်ပေါ့အဲ့တော့ကျွန်တော် class component ကိုကြည့်အောင်ကြည့်တော့ကျွန်တော်စနေ class သူကဗာလဲ parents လို့ပြီးရဒီ parents လို့လုပ်မယ် extend component ပေါ့နော်ဒီမှာဆိုလို့ရှိရင်သူကဒီမှာတကယ်လို့ဒီမှာမကြော်ညာခဲ့လို့ရှိရင်လည်းကျွန်တော်တို့ဒီ components ကိုဘာလုပ်လို့ရဒီမှာဒီလိုမျိုးမကြော်ညာခဲ့ဘယ်နဲ့ဆိုဒီမှာဆိုကျွန်တော်ဘာလုပ်လို့ရလဲဆိုဒီမှာ react ဆိုပြီးတော့ကျွန်တော်အနေနဲ့city react dot ဆိုပြီးဒီလိုလေးသွားလို့ရပါတယ်တကယ်ဒီမှာမကြညာချင်းဒါတော့အထက်မှာကျွန်တော်ကြညာပြီးတော့ဖြစ်တဲ့ဘယ်နေရာနေပြီးတော့သုံးလို့ရဆိုရင်ညောင်းနေ extend ပေါ့နော်ဒါမျိုးလုပ်ခဲ့လို့ရအဲ့ဆိုရင်ထုံးစံတိုင်း class ဆိုတဲ့တူမှာ constructor ပါမယ် constructor မှာဆိုလို့ရှိရင် maybe ကျွန်တော်တို့ရဲ့ချီက pros ဒီလက္ခဏာဖြစ်နိုင်တဲ့တခါလေးထည့်ထားမယ် constructor ဆိုတဲ့ထုံးစံတိုင်းသူထဲမှာ this တို့ဘာလို့ဒီ set state တို့ state တို့သုံးနိုင်ဖို့အတွက်ကျွန်တော် super ဆိုတဲ့သူရဲ့ parents တွေဟာကိုကျွန်တော်ပြန်ခေါ်မယ်ပြီးရင် pros တွေကိုလည်းကျွန်တော်တို့ချားနေရဒီ console log ထုတ်ချင်ထုတ်မယ်ပေါ့နော်ဒီ constructor တွေအဲကြောင့်ကျွန်တော်အနေနဲ့ super ထဲမှာလည်း pros ကိုတခါလေးထည့်ခဲ့မယ်အဲ့ဒီအကြောင်းလေးတော့အရင်ဗီဒီယိုမှာကျွန်တော်ရှင်းပြထားပြီးသားပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ထုံးစံတိုင်း this.state state ကိုကျွန်တော်ထည့်လိုက်မယ် create လုပ်လိုက်မယ်အဲ့ထဲမှာဆိုလို့ရှိရင် name ပေါ့နော် name ဆိုလို့ရှိရင်ကျွန်တော်ဒါက parent state ဖြစ်တဲ့အတွက် parents လို့ပြီးand parents လို့ကျွန်တော်ထည့်ခဲ့မယ်ဟုတ်ပြီထည့်ပြီးလို့ရှိရင်ထုံးစံတိုင်းသူက class ဖြစ်တဲ့အတွက်သူမှာ render html ကို return ပြပြီးတဲ့ render method တစ်ခုပါမယ်ပေါ့နော် render တစ်ခုပါမယ်အဲ့တော့ကကြတော့ render yep return မပြန်ပြလားဆိုတော့အတူတူပါပဲအတူတူပဲအဲ့တော့ကကြreturn ဆိုပြီးကျွန်တော်ပြန်မယ်။ပြန်မလဲဆိုရင်လောလောဆယ်တော့ကျွန်တော်ဒီထဲမှာ div လေးပဲထည့်ခဲ့အောင်မယ်ပေါ့နော်။ div လေးပဲထည့်ခဲ့အောင်မယ်ပြီးမှပြန်လာမယ်ပေါ့။ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဒီ parents method လေး parents component လေးကို class component အနေနဲ့ကျွန်တော် create လုပ်ပြီးသားဖြစ်တော့အဲ့တော့ခါကျဒီကိုထုံးစံတိုင်းသူ့ကို create လုပ်ပြီးကျွန်တော်တခြားနေရာသုံးလို့ရအောင် export လုပ်ခဲ့မယ်။ဒါကတော့မေးလို့မရဘူးပေါ့နော်။မဟုတ်ရင်ကျွန်တော် header တက်မှာဖြစ်ပါတယ်။ export လုပ်လိုက်ပြီးလုပ်ပြီးလို့ရှိရင်ကျွန်တော်တို့ကနောက်ကျန်တဲ့ shine component ကိုသွားမယ် shine component ကကျွန်တော်ဘာလုပ်မလဲဆိုရင်ထုံးစံတိုင်းပဲ import လုပ်မယ်ဘေးကလုပ်မလဲဆိုရင် react ကလုပ်မယ်သူကတော့ functional component ဖြစ်တဲ့အတွက် functional component မှာလည်းကျွန်တော် arrow functional create လုပ်ချင်လားဒါမှမဟုတ်တိုင်းပုံမှန်တိုင်းပဲ function လို့ရေးပြီးတော့လုပ်မလားပါစိတ်ကြိုက်ရေးလို့ရပါတယ်အဲ့တော့ကျွန်တော် arrow function နဲ့ create လုပ်ထားလေအရင် tutorial မှာပြောပြီးပါပြီလောလောဆယ်ကျွန်တော် function နဲ့တွားလိုက်မယ်ပေါ့နော်အဲ့တော့ဗာလဲ shine ပေါ့နော် shine ဒီဟာလေးကိုကျွန်တော်လုပ်တယ်လုပ်ပြီးသူ့မှာလည်းသူက return ပြန်ပဲပေါ့နော်သူကfunctional ဖြစ်တဲ့အတွက် render လုပ်ဆရာမလို့သူထဲမှာပဲပါမယ့်ဟာလေးကိုဥမာဖြစ်ဆိုကြပါစို့ဒီ div ပေါ့နော်ဒီထဲမှာပါမယ့် div ဟာလေးကိုပဲကျွန်တော်လုပ်ထားမယ်ဆိုလို့ရှိရင်ဒါမျိုးဆိုလို့ရှိရင် shine ရပြီပေါ့အဲ့တော့သူ့ကိုပြန်သုံးဖို့ဆိုရင်ထုံးစံတိုင်းပဲ export လုပ်ပေးမယ် export ကဘေးမှာလုပ်မလဲဆိုရင်အောက်မှာ shine ဆိုပြီးကျွန်တော် export ထုတ်ပေးခဲ့မယ်ထုတ်ပြီးကြလို့ရှိရင်ရတော့ပြီရတော့လို့ရှိရင်ကျွန်တော်တို့ကအခုလောလောဆယ်ကဘာလို့ချင်တယ်လဲဆိုလို့ရှိရင် parent component တော့မှာရှိတဲ့ method ကို shine component ကခေါ်သုံးတဲ့အခါမျိုးလေးရေးချင်တယ်အဲ့တော့ကျွန်တော်တို့ဒီထဲမှာ method တစ်ခုစောင့်မယ်ပေါ့နော်ဆိုကြပါစို့အလွယ်လူကလေးပဲကျွန်တော်GREEDI greeting လို့ပဲလုပ်ပါမယ်နော်မြင်ရ greeting လို့လုပ်မယ်အဲ့တော့ကျွန်တော်ဒီ arrow function နေနဲ့ပဲကျွန်တော် create လုပ်ခဲ့မှာနော် greeting greeting arrow function ဆိုရင် equal သူထဲမှာ parameter လာနိုင်တယ်အဲ့တော့ကျွန်တော်အနေနဲ့ quinza group နဲ့ထည့်တယ် arrow function ဖြစ်တဲ့အတွက် equal greater than လေးထည့်လိုက်တယ်ပြီးရင်ဒီထဲမှာဆိုကျွန်တော်ရပါပြီအဲ့တော့ဒီထဲမှာကျွန်တော်ဘာလုပ်ချင်တာလဲဆိုရင်ဒီ shine ကပို့လိုက်တဲ့ chain ကပေါ့နော် events click လုပ်မယ်အဲ့ရပို့လိုက်တာဥပမာပြ data တွေလည်းပို့နိုင်တယ်ပေါ့နော်အဲ့တော့ပို့နိုင်တဲ့ခါကျ parameter တွေလာနိုင်တယ်ပေါ့အဲ့တော့ခါကျပြီးမှကျွန်တော် set လုပ်မယ်ပေါ့လောလောဆယ်မှာတော့ကျွန်တော်ဘာလုပ်မလဲဆိုရင်alert ပေါက်နေနဲ့ပြမယ်ပေါ့နော် console နဲ့လည်းပြလို့ရပါတယ် alert ပေါက်နေနဲ့ပြမယ်ဆိုကျွန်တော်တို့နေ console bar ယူသွားပြီးနှိပ်စရာမလိုအဲ့တော့ alert box နေနဲ့ပြမယ်ဒါဆိုလို့ချင်းဒီမှာကျွန်တော်ကစာရဲရပို့စင်ပြအောင်ပေါ့နော်ဒီ plus တွေ space တွေပိုင်းနဲ့ဟိုထပ်ခါကျွန်တော်မလုပ်နေခြင်းပေါ့နော်ဆိုကြပါကျွန်တော်ပုံမှန်တိုင်းလုပ်မယ်ဆိုရင် hello ဆိုပြီးတော့ကျွန်တော်ဘာလုပ်ရမလဲဆိုရင် plus ဆိုပြီးတော့ hello ဆိုပြီးတော့ဒီထဲမှာဆိုလို့ချင်း comma ပါမယ်ပြီးရင် plus ဆိုပြီးတော့ this.state ဘာညာတာတကအဲ့လိုမျိုးကျွန်တော်ရေးရမှာပေါ့နော်အဲ့လိုရေးချင်တဲ့အတွက်ဒီထဲမှာရေးလို့ရတဲ့ real မှာရေးလို့ရတဲ့ဟာချီဒီကလေးအဲ့ဘာလေးလဲဆိုရင် map ဖို့မှာဆိုရင်တော့ escape
key ရဲ့အောက်မှာကြည့်ပါတော့ Windows မှာဆိုရင်တော့အဲ့ဒီညာဘက်ဘယ်ဘက်ထိတ်ချမ်းမှာပဲတူရှိပါအဲ့တော့ဒီ single ကုတ်မဟုတ်ဘူးเนาะဒီကတော့ဒီ best single ကုတ်ပုံစံမျိုးလေးပေါ့အဲ့တော့အဲ့အလေးကိုကျွန်တော်တို့အနေနဲ့သုံးမယ်ပေါ့နော်သုံးတဲ့ခါကြလို့ရှိရင်ကျွန်တော်တို့ねဘာလုပ်လို့ရလဲဆိုကျွန်တော်တို့ねစာရိုက်တလို့ပဲ HENNO hello ဆိုပြီးတော့အဲ့ဆိုလို့ရှိရင်တူထဲမှာကျွန်တော်သုံးနေတာဆိုဒေါ်လာဆိုင်းလေးနဲ့ဘာလုပ်လို့ရလဲဆိုဒီ bracket ထဲမှာ curly bracket အဖွင့်ပိတ်ထဲမှာ this.state.name ဆိုကျွန်တော်ရက်လို့ရပါတယ်ပြင်စာရိုက်တလို့ပဲ from greeting from ပေါ့နော် name ဆိုကျွန်တော်လုပ်လိုက်မယ်အဲ့တော့ခါကြတော့ hello this.creator name ဆိုပြီးတော့အောက်ကနေပြီးတော့ GRED and greeting from ဒီနောက်က parameter လေးထည့်မယ်နော်အဲ့ parameter တော့အထက်ကလာမို့ shine name ပေါ့ပို့ shine name ပေါ့အဲ့တော့ဒီ parameter ကဘေးကနေလာနိုင်လဲဆိုရင် children ကနေ to import လုပ်တဲ့အခါမှာဒီမှာလာနိုင်တယ်ပေါ့အဲ့တော့ကျွန်တော်ဒီလိုလုပ်ထားလိုက်မယ်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ဒီမှာ parameter တစ်လုံးရှိသွားပြီ function တစ်ခုရှိသွားပြီပြီးလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီဟာလေးကိုလည်းကျွန်တော်လိုချင်တဲ့စာလေးကိုဒီလိုမျိုးရိုက်ထုတ်လို့ရတယ်ဆိုတော့ကျွန်တော်သိသွားပြီပေါ့နော်ဒါမျိုးကျွန်တော်ရိုက်ထုတ်မယ်အဲ့တော့ခါကြတော့ဒါလေးကျွန်တော်တို့ပို့ပြီးရှင်းရှင်းလင်းလင်းမြင်အောင်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒါမျိုးလေးရေးလိုက်ပြီးလို့ရှိရင်ဒီမှာ chain component တူခေါ်သုံးမယ်ပေါ့ခေါ်ပြီးခုဆိုရင်ခေါ်သုံးမဲ့ method ကိုရေးတော့မယ်ရေးတော့ခါကြ chain နဲ့ဒီ chain component ကဒီ parents component ခေါ်သုံးမှာဖြစ်တယ်သူတို့နှစ်ခုက connection ရှိဖို့လိုတယ်အဲ့ဒါရှိဖို့လို့တူခေါ်သုံးမှာကဒီ parents ဒီ chain component ကခေါ်သုံးမှာဖြစ်တယ်အဲ့တော့ခါကြ chain component ကိုကျွန်တော်တို့အနေနဲ့ဒီ method ကို pass လုပ်ပေးဖို့လိုအဲ့လိုလုပ်ပေးဖို့လို့ဆိုရင်ကျွန်တော်တို့နေဒီမှာ chain component နဲ့ဒီ parent component connect လုပ်ပေးဖို့ဆိုရင် chain ကိုဒီမှာကျွန်တော်ဘာလုပ်မလဲဆိုရင် import လုပ်မယ်ပေါ့နော်ထုံးစံတိုင်းအဲ့တော့ခါကြသူကဘေးအောက်မှာရှိလဲ components အောက်မှာရှိတယ် components အောက်ကသူတို့နှစ်ခုကအတူတူပဲဆိုတော့ခါကျတော့သူတို့ chain component ကိုတန်းသွားလို့ရပါတယ်ဘာလို့လဲဆိုတော့ folder တစ်ခုထဲမှာရှိတဲ့ dot backslash ပဲလိုပါတယ်ပြီးရင်သူ့ရပြီ chain ကိုရပြီဆိုကျွန်တော်တို့ဒီမှာ chain ကိုထုံးစံတိုင်းပဲကျွန်တော်ရှိမှာ app မှာအခြား component တွေကိုခေါ်တယ်လို့ပဲသူဘာလုပ်လိုက်မလဲဆိုရင် chain ခေါ်လေးကိုကျွန်တော်တို့နေCHIND chain ဆိုတော့ကျွန်တော်ခေါ်ပြီးလိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင် chain component ကိုခေါ်ပြီးသွားပြီအဲ့ဆိုရင်ထုံးစံတိုင်းဒီmethod ကိုကျွန်တော်တို့က prop တစ်ခုအနေနဲ့ pass လုပ်မယ်လို့ဆိုတာဖြစ်ပါတယ်အဲ့တော့ခါကျကျွန်တော်တို့ဒီ method ကိုကြည့်အောင်ဒီ methods ကိုကျွန်တော်တို့နေဘာလုပ်လို့ရလဲဆိုရင်ဒီမှာ property တစ်ခုနဲ့ pass လုပ်လို့ရအရင်တော့ကျွန်တော် name တို့တခြားဟာကျွန်တော် pass လုပ်ပြီးခဲ့လို့အဲ့တော့ခါကျကိုကြိုက်တဲ့နာမည်ပေးလို့ရပါအဲ့တော့ကျွန်တော်ကဒီ advanced ကို handle လုပ်မှာဖြစ်တယ် handle နဲ့တွားမယ်ပြီးရင် GREET handle greet လို့ပေးလိုက်မယ်ပေါ့နော်ပြီးရင်ဘာလဲဆိုရင် bracket တစ်ခုပေးနေ this.greeting ပေါ့နော်ဒီ method ကိုကျွန်တော်တို့အနေနဲ့ထုံးစံတိုင်းပဲဒီမှာဒါလို့ဘာလို့မရပါဘူးကျွန်တော်တို့ function ကိုပဲ pass လုပ်ထားဖြစ်ပါတယ် function ကို pass လုပ်ထားမှာပေါ့အဲ့လိုလုပ်ရင်ကျွန်တော်တို့နေအဲ့ဒါတက်မှာဖြစ်ပါတယ်အဲ့တော့အခုဆိုလို့ရှိရင်ကျွန်တော်တို့ဒီက method ကိုကျွန်တော်တို့အနေနဲ့ဒီ prop တစ်ခုနေကျွန်တော် pass လုပ်လိုက်ပါပြီဒါဆိုလို့ရှိရင် chain method ကသူ့ကိုလက်ခံရရှိသွားပါပြီလက်ခံရရှိသွားလို့ရှိရင်ကျွန်တော်တို့ဟိုဘက်ကနေပဲဒီ function ကိုဒီ click ကိုခေါ်လို့ရပါပြီအဲ့လိုမျိုးလုပ်ဖို့အတွက်ကြည့်အောင်ဟိုဘက်မှာဘာလုပ်မလဲဆိုတော့ parents method ကတော့ကျွန်တော်တို့ property pass လုပ်လိုက်ပါပြီအဲ့တော့ကျွန်တော် chain method ကလက်ခံဖို့ပဲဂျမ်းပါတော့တယ်သူလက်ခံပဲဆိုလို့ရှိရင်ထုံးစံနဲ့ကျွန်တော်ဘာလက်ခံလို့ရလဲ PS Pro ဆိုတဲ့ဟာကိုကျွန်တော်တို့လက်ခံလို့ရပါတယ်ပြီးရင်ဒီ object ဒီ structure လုပ်ချင်လို့ဒီဥပမာတစ်ခုခုနဲ့ဒီကနေပြန်လက်ခံဒါမျိုးလက်ခံချင်လဲရပါတယ်ဥပမာဆိုကြပါစို့ handle ဒီတစ်ခုပေါ့နော်ဒီဥပမာပြသူဘာခေါ်လဲရှိရ handle grip ပေါ့နော် handle grease လို့ကျွန်တော်တို့ဒါမျိုးလက်ခံလို့ရှိရင်လေရတယ်ပေါ့နော်အဲ့တော့ကဒီဟာကိုဟာပြောတယ်လောလောဆယ်တော့ကျွန်တော်ဘာလုပ်မလဲဆိုလို့ရှိရင်ဒီဟာ PLP PRO ကို PS Pro နဲ့ပဲကျွန်တော်လက်ခံလိုက်မယ်ဒါဆိုလို့ရှိရင်အဲ့ဒီကောင်ကဒီ Pro ထဲမှာရောက်နေပြီပဲဖြစ်ပါတယ်အဲ့ pro နဲ့မှာရောက်နေတဲ့ဟာကိုကျွန်တော်တို့ကဒီကနေပြီးတော့ဘယ်လိုသုံးမလဲဆိုလို့ရှိရင်သူ့ click အပတ်မှာခေါ်မှာလို့ကိုကစက်မှာဖြစ်တယ်ကျွန်တော်တို့ဘာလို့ဆိုလို့ button ပေါ့နော် button on click မှာရှိမယ် this dot mode ပေါ့နော်ကျွန်တော်တို့ကဒီ parents class ကနေလာမယ့်ဟာကိုသုံးမှာဖြစ်တဲ့အတွက် parents class ကကျွန်တော်တို့ဘာ plot လုပ်လိုက်တယ်ဆို pros ကိုလုပ်လိုက်တယ်အဲ့ဆိုရှင်ဘာလုပ်လို့ရဆို PLPS pros တော့product သူ့ရဲ့ name ကဘာလဲဆိုလို့ရှိရင် handle greet ပေါ့နော် GREET handle greet product handle greet ကျွန်တော်တို့နေပြီးလို့ချင်းသူကဘာလုပ်ရမလဲဆိုလို့ရှိရင်ဒီ parameter လေးတစ်လုံးကျွန်တော်တို့ကဒီမှာလက်ခံမယ်လို့ပြောခဲ့ပေါ့နော်ဘာလို့လဲဆိုဒီကောင် chain ရလာမှန်းသိအောင်လို့ပေါ့နော်အဲ့တော့ခါကျဒီမှာ parameter တစ်လုံးလက်ခံမယ်ဆိုကျွန်တော်ဒီကနေ parameter တစ်လုံး pass ပို့လို့ရတယ်အဲ့လို parameter တစ်လုံး pass ပို့လို့ရဆိုကျွန်တော်ထုံးစံနဲ့ဘာသုံးလို့ရလဲဆို bind ဆိုပြီးတော့ဒီပထမဆုံးဟာတော့ကျွန်တော်တို့အနေနဲ့ဒီက object ဖြစ်ကြောင်းကျွန်တော်ပြတာပေါ့ဒုတိယမှာဒါလည်းကျွန်တော်တို့အနေနဲ့ဒီ pass လုပ်လို့ရတဲ့ parameter လေးဟိုပို့ပေးရတာပေါ့နော်အဲ့တော့ခါကျဒီမှာဆိုလို့ရှိရင်ကျွန်တော် chain လို့ကျွန်တော်ပေးလိုက်မယ်ပေါ့နော်chain လို့ကျွန်တော်ပေးလိုက်တယ်ပေးလိုက်ပြီးတော့ဒီမှာဆိုလို့ရှိရင်ထုံးစံတိုင်းသူပေးရမယ်ပေါ့နော်အဲ့တော့ name ဘာပေးလို့ရလဲဆို greet from chain ပေါ့နော်greet to parents ပေါ့ဒါ parents ကို greet လုပ်မယ်ဆိုတဲ့ပုံမျိုးပေါ့အဲ့တော့ဒါလေးကိုကျွန်တော် save လုပ်လိုက်မယ်ဒါကတော့ရှေ့ရဒီကို only advance ကနေပဲကျွန်တော်တို့ဒီရှေ့ရ parent method ကို parameter pass
လုပ်တဲ့ပုံစံဖြစ်ပါတယ်ဒီကောင်တော့ဒီဘေးကနေလာရဆိုတော့ဒီ object မှန်တည်အောင်ပေါ့နော်ရှိရအောင်တည်အောင်ကျွန်တော်တို့လုပ်ရပါတယ်အဲ့လိုဆိုလို့ချင်းဒီဟာ click လုပ်တဲ့ဆိုကျွန်တော်ဘိုင်းတည်ရပြီးလို့ချင်းဒီကောင်တော့ဒုတိယဟာတော့သူက parameter နဲ့ပေါ့နော်ပြီးလို့ချင်းဒီပို့ပြီးတော့အတူနည်းရှိပါတယ်ဆက်ပြီးတော့ကျွန်တော်ပြမယ်ပေါ့အဲ့တော့ခါကျတော့ဒါကိုကျွန်တော်စမ်းကြည့်မယ်ဆိုလို့ချင်းကျွန်တော်လိုချင်တဲ့ပုံစံရလာကြည့်အောင်ဒါဆိုလို့ရှိရင်ဒီ hello ပေါ့နော် id patient have okay အဲ့ရကျွန်တော်ကခုဆန်းလို့မရဘူးပါဘာလို့လဲဆိုကျွန်တော်တို့ဒီ parents နဲ့ဒီ shine တွေကိုပဲကျွန်တော်တို့เนี่ยဘာလို့ထားလဲဆို connection ရပြီးလိုအပ်တဲ့ function လေးရေးထားပါပြီဖြစ်ပါတယ်အဲ့တော့အကောင်ကြီးရှေ့မှာပေါ်ဖို့ဆိုကျွန်တော်တို့เนี่ยဒီ parents တိုင်းမှာထည့်ထားတယ် parents တိုင်းမှာထည့်ထားတယ်ပြီးရင်ဒီတရားဒီ grease to parent လေးဒီရှေ့ကဒီမှာပေါ်လာဖို့ပေါ့နော်ကျွန်တော်တို့ဒီနေ့ဘာလုပ်ရမလဲဆိုရင် app ကိုတွားပြီးတော့ဘိုင်းအောင်မှာဖြစ်ပါတယ်အဲ့တော့ app အောက်မှာတွားလိုက်မယ်ကျွန်တော်လောလောဆယ်တော့ဒီ event handling ကျွန်တော်တို့မသုံးတဲ့အတွက် event handling ကျွန်တော်ခဏပိတ်ထားမယ်ပြီးရင်ဘာလုပ်မလဲဆိုလို့ရှိရင်သူဘာလုပ်မလဲဆိုရင်ကျွန်တော်တို့ parents class ကိုဒီမှာ import လုပ်မယ်ပေါ့နော် parents class ကို import လုပ်မယ်အဲ့တော့ကြာဒီကောင်ဆို import လုပ်ပြီးသားအဲ့တော့ import လုပ်နေကျွန်တော်ပြန်ပြမယ်အဲ့တော့ parents from components ပေါ့နော် components components /e method pros နောက်တစ်ခုကဘာရှိမလဲဆိုလို့ရှိရင် parents ကျွန်တော်တို့က parents ကိုဒီထဲမှာလောက်ထားအောင်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဘာရသွားပြီလဲဆိုလို့ရှိရင်ဘာရသွားပြီလဲဆိုလို့ရှိရင်ဒီ parents ကိုခေါ်လို့ပြီးအဲ့တော့သူ့ကိုကျွန်တော်တို့နေဒီမှာပြဖို့လို့တော့အဲ့တော့ပြဖို့ဆိုရင်ဘာလုပ်မလဲဆိုရင်ဒီအောက်ခံနေပြီးတော့ဒီ parents ဆိုပြီးကျွန်တော်လုပ်လိုက်မယ်ဒါဆိုလို့ချင်းကျွန်တော်တို့လိုချင်တဲ့ pattern လေး grease to parents ဆိုတဲ့ဟာလေးပေါ်လာကျွန်တော်တစ်ချက်ကြည့်ကြည့်အောင် grease to parents ဆိုတဲ့ဟာလေးပေါ်မှာပေါ့ကျွန်တော်ကြည့်မယ်ဆိုလို့ချင်း okay then yep errors like cannot read property bind or undefined အဲ့ဆိုလို့ချင်းကျွန်တော်ကြည့်အောင် cannot read the property bind or undefined ဆိုဘာဖြစ်မလဲဆိုလို့ချင်းကျွန်တော်တို့ဒီမှာ bind ခဲ့လဲဆိုရင် yeah this dot approach to handle or greed sorry အဲ့တော့ကျွန်တော်တို့ error ရှိတော့ဗလေ handle ပေါ့နော်ဒေးကြတော့ကျွန်တော်ဒီမှာတလို့လုပ်လိုက်ပါမယ် handle grease ကိုလုပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်ရသွားပြီလို့ထင်ပါတယ် okay ဒါဆိုလို့ချင်းကြည့်အောင်ဟုတ်ပါတယ်ဒါဆိုလို့ချင်း error ကရှင်းပြီးသားဖြစ်တော့ပါအဲ့တော့ဒါလေးကကျွန်တော်တို့တူဖို့လိုပါပေါ့နော်ဒီမှာဆိုလို့ချင်းတိုက်ဖို့ error ဖြစ်တာ ਨੇ ခုလို error ပြပေးဘာလို့လဲဆိုကျွန်တော်တို့ကဒီ events ကိုဒီကို pass လုပ်ထားအောင်အဲ့တော့အဲ့ browse ကဒီ proc 2အနေနဲ့ pass လုပ်လိုက်တယ်အဲ့ပြီးတော့ proc အောက်ကနေကျွန်တော်ပြန်ခေါ်သုံးလိုက်တယ်ဒီ bind ဆိုပြီးတော့သူ့ရဲ့ဒီ object ကို bind ပေးလိုက်တယ် object bind ပေးပြီးရင်သူ့နောက်ကနေဒီ shine ဆိုတဲ့ဟာလေးကကျွန်တော်တို့ဒီလိုချင်တဲ့ parameter လေးကဒီမှာလိုချင်တဲ့ parameter ဒီကိုပို့ချင်တာဖြစ်တဲ့အတွက်ဘာလို့လဲဆိုတော့ဒီ method ကိုကျွန်တော်တို့ကဒီ shine ကနေပြီးတော့on click နဲ့ခေါ်ပြီးစမ်းပါဦးဒါဆိုလို့ရှိရင်ဒါလေးကိုကျွန်တော်တို့ကြည့်အောင်အဲ့ဆိုလို့ရှိရင်ခုအနေထားဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒါလေးပေါ်သွားပြီဖြစ်ပါတယ်ဒါလေးပေါ်သွားဖို့ကျွန်တော်ဘယ်လိုသွားလဲဆိုလို့ရှိရင်ဒီမှာပြရအောင်ကျွန်တော် shine component က create လုပ်လိုက်တယ်ဒီ parents to create shine component အဲ့အနေ parent ကိုပို့တယ် parents ကနေကျွန်တော် app မှာပေါ်အောင်ဆိုလို့ချင်းဒီ app ထဲမှာတခါတော့ bind ပြရပေါ့နော်အဲ့ဟာလေးကိုတစ်ဆင့်ချင်းစီကျွန်တော်တို့ဒီနားလဲပို့လို့ပေါ့နော် shine ကိုယဉ်ကျေးလိုက်တယ် shine ရဲ့အကောင်ကျွန်တော်တို့ shine ကိုဒီ parents မှာ import လုပ်တယ်ပြီးရင် app ကောင်ကနေပြီးဒီ method ကိုပြန်လုပ်လိုက်တယ်ပေါ့နော်ပြီးရင်သူ parents class ကဒီရှေ့ app မှာပေါ်ကျင်တဲ့အတွက်ကျွန်တော်တို့ parents ကိုဒီ app ထဲမှာလာပြီး import လုပ်တယ်ပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့လာပြီး bind လုပ်တယ်ပေါ့ဒါကတော့ကျွန်တော်တို့ project တွေလုပ်တဲ့အခါမှာအမြဲတမ်းတွေ့ကြုံရမှာပေါ့နော်နောက်ပိုင်းကြောက်လို့ရှိရင် app ကိုလာပြီးတော့ bind ရမှာပေါ့ဒါလေးကိုဒီချာနားလဲပို့လို့ခဏကျွန်တော်ရှင်းပြနေဖြစ်ပါတယ်ဒါဆိုလို့ချင်းဒီအနေထားကိုကျွန်တော်တို့စစ်ကြည့်အောင်ကျွန်တော်လိုချင်တဲ့ပုံစံတိုင်းအလုပ်လုပ်လာကြည့်ကြအောင် okay click ပေါ့ဒါဆိုလို့ချင်းကြည့်အောင် hello parents greeting from shine ဆိုတာကျွန်တော် pass လိုက်တဲ့ parameter လေးကဒီကိုရောက်လာပြီပဲဖြစ်ပါတယ်အဲဆိုလို့ချင်းကျွန်တော်တို့ကဘာလဲဆိုလို့ချင်းဒီ shine method က on click button ဒီ parent method ရဲ့ဒီ greeting function ကိုခေါ်သုံးတာဖြစ်ပါတယ်အဲ့လိုခေါ်သုံးဖို့ဒီ greeting function ကျွန်တော်တို့ shine ရဲ့ဒီ pros မှာကျွန်တော် pass လုပ်လိုက်တာဖြစ်အဲ့ဒါကိုဘာခေါ်လဲဆိုတော့ method ကိုဒီ prop တစ်ခုအနေနဲ့ကျွန်တော်တို့က pass လုပ်လိုက်တာဖြစ်ပါတယ်အဲ့ဆိုလို့အဲ့ကျွန်တော်တို့ဒီမှာ title ပါပေးထားတယ် method as pros လို့ပေးထားပါတယ်ဒါဆိုလို့ချင်းဒီ method ကြီးကို prop တစ်ခုအနေနဲ့ကျွန်တော်နောက်တိုက်ဒီတခြား component တစ်ခုကို pass လုပ်လိုက်အဲ့ component ကနေပြီးတော့ဒီ parent method ရဲ့ function ကို import လုပ် on click နဲ့ import လုပ်ထားဖို့ကျွန်တော်တို့အနေနဲ့နားလည်သွားပြီပဲဖြစ်ပါတယ်အဲ့လိုလုပ်လို့ရသွားပြီဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့အနေနဲ့ဒါမျိုးမရေးချင်ဘူးပေါ့နော်ဒီက disk ကလေကျွန်တော်တို့ထုံးစံတိုင်းဒီတိဖို့တဲ့ object ကိုလည်းဒီကကျွန်တော်တို့တစ်ခါပြန် bind ပေးရပေါ့နော်အရင်ကျူတွေမှာလေကျွန်တော်တို့အနေနဲ့ဒီဟာပေါ့နော်ဒီevent binding မှာကျွန်တော်ရှင်းပြထားတာကြည့်ရပေါ့အဲ့တော့ခါကျဒီမှာဒုတိယဟာတော့ parameter ပေါ့အဲ့လိုမလုပ်ချင်ပို့ပြီးတော့ပေါ့နော်sorry ဒီမှာပို့ပြီးတော့ပေါ့နော်ရှင်းတဲ့ဟာမျိုးရှိလားရှိပါတယ်အဲ့ဒါဘာလဲဆိုလို့ကျွန်တော်တို့ ਨੇ ဒီ parameter pass လုပ်တယ်ဆိုရင်တော့ကျွန်တော်တို့ ਨੇ အကောင်းဆုံးကတော့ဘာလဲဆိုလို့ချင်းဒီarrow function အရန်ကိုကောင်းပါအဲ့တော့ arrow function သူကတော့ရှင်းချင်းလေးပဲဖြစ်ပါတယ်အဲ့တော့ this dot sorry this မဟုတ်ဘူးသူကဘာလဲဆိုလို့ချင်းရင် pros ပေါ့နော် pros တော့
handed ကြီးอ่ะ e degree တော့ degree ပေါ့နော် this to handle degree ဆိုပြီးကျွန်တော် patch နဲ့ parameter ကိုဒီမှာတစ်ခါလေးထည့်ပြလိုက်လို့ရှိရင်ဆိုကြပါစို့ကျွန်တော် patch နဲ့ shine ဆိုလို့ရှိရင် shine သူကတော့ရိုးရိုးရှင်းရှင်းလေးပေါ့နော်ကျွန်တော်တို့နေဘာမှဒီ object တွေပါညာသူသွားပြီး pass လုပ်ပြီးနေစတယ်မလို့ဘာလို့လဲဆိုတော့ arrow function ကသူက auto သူကတိထားပြီးသားပေါ့အဲ့တော့ကျွန်တော်တခုရေးတော့မယ် parameter passport လို့လာရဆိုလို့ချင်းဒီလို arrow function လေးနဲ့ pass လုပ်ပေးတာကပို့ပြီးတော့ရှင်းရှင်းလင်းလင်းရှိရပေါ့နော်ဆိုတော့လို့ bind တို့ this တို့မပါတော့ဘူးဒါဆိုလို့ရှိရင်ဒါကြည့်အောင်ဒါကျွန်တော်တို့မျိုးလေးနဲ့တိုင်းလှုပ်လှုပ်လေးလိုက်ကျွန်တော်ကြည့်အောင်အဲ့တော့ခါကျတော့ဒီမှာဆိုလို့ချင်းကျွန်တော်ထပ်ပြီးလုပ်မယ်ပေါ့နော်ဒါဆိုကျွန်တော်ဒီ software လုပ်တဲ့ပုံစံလိုက်မယ်ဒါဆိုလို့ချင်းsorry ကျွန်တော်နည်းနည်းမြန်နေလားမသိအဲ့တော့ hello parents gradient from change ဆိုတော့လည်းအတူတူပါပဲအဲ့တော့ကျွန်တော် okay လုပ်လိုက်မယ်ဒီမှာဆိုရင်ကြည့်အောင်အစိုးရတော့ကျွန်တော်တို့အနေနဲ့ဒီအရှိကြီး pass လုပ်ထားနေစားလို့ရှိရင်ဒီလို arrow function လေးရေးပြီးတော့ကျွန်တော်တို့ ਨੇ ဒီ parameter ကို pass လုပ်ထားပို့ပြီးတော့သူကချင်းချင်းလင်းလင်းရှိရပေါ့နော်အဲ့တော့ခါကျတော့ဒီ project တွေရေးတဲ့ခါမှာဒီကြောင်လေးကထပ်ခါသုံးမှာဖြစ်ပါအဲ့တိုင်ပို့ပြီးနားလည်လာမှာဖြစ်ပါလောလောဆယ်တော့ဒီ method တစ်ခုကိုဒီ chain component ကို process နေနဲ့ pass တယ်ပြီးရင်အဲ့ chain components ကဒီအဲ့ဒီ method ကိုကျွန်တော်တို့ button click နဲ့ပြန်ခေါ်လို့ရတယ်ပြီးရင် parameter ကိုဒါမျိုး pass လုပ်လို့ရတယ်ဆိုတာနားလည်ထားလို့ရှိရင်လုံလောက်ပါတယ် basic အခြေခံအနေနဲ့အဲ့တော့ခါကျကျွန်တော် project ရေးတဲ့ခါမှာတော့ထပ်ခါကျွန်တော်သွားလို့ရတာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဗာတိသွားလဲဆိုလို့ရှိရင်ဒီ method ကို process နဲ့ဘယ်လိုပို့လို့ရဆိုကြအောင်တည်ထားတယ်ပြီးလို့ရှိရင်သူဘယ်လို import လုပ်တယ်ဆိုတာကျွန်တော်သိသွားပြီပေါ့နော်အဲ့တော့ကကြတော့ IDP ချင်းအနေနဲ့ method export အနေနဲ့ change လုပ်ပြီးခြင်းတဲ့အကြောင်းတော့ဒီလောက်ပါပဲနားမလည်ရလို့ချင်းကျွန်တော်တို့ message ဖြစ် comment box မှာရေးပေးခဲ့လို့ရပါတယ်ဒီနေ့တော့ဒီဗီဒီယိုမှာတော့ဒီလောက်ပဲဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်